ကြောက်ကပ်ပျက်စီးစေနိုင်သောအမူအကျင့်9ချက်ကိုသင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကြောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တဲ့အမူအကျင့်9ချက်ကိုကျန်းမာရေးဘုသူအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်နံပါတ်1ချက်တောက်ရည်လုံလောက်စွာမတောက်သုံးခြင်းပဲဖြစ်ပါတယ်လူတစ်ယောက်ကအနည်းဆုံးတစ်နေ့ကိုရေ2 to 3 လီတာလောက်အနည်းဆုံးတောက်သုံးပေးဖို့အတွက်လိုအပ်ပါတယ်နံပါတ်2ချက်အိတ်ချင်းလုံလောက်စွာမအိတ်ဆက်ခြင်းကလည်းကြောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်နံပါတ်3ချက်အငံတွေအလွန်ကျူးစားတဲ့အခါမျိုးအငံတွေစားတာများလာလို့ရှိရင်သွေးတိုးလာမယ်သွေးတိုးရင်ကြောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်အလားတူပဲအဆီများတဲ့အစားအစာတွေအချိုများတဲ့အစားအစာတွေစားသုံးခြင်းကလည်းကြောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်နံပါတ်4ချက်အကိုက်ခဲပျောက်ဆေးတွေကိုမိမိသဘောနဲ့မိမိအလွန်အကျူးတောက်သုံးနေခြင်းကလည်းကြောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်နံပါတ်5ချက်ဆက်လက်တောက်သုံးခြင်းကလည်းကြောက်ကပ်ရဲ့လုပ်ငန်းတာဝန်တွေကိုရော့ကျစေတာဖြစ်တဲ့အတွက်ကြောင့်ကြောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်ဆက်လက်ဆိုတဲ့နေရာမှာ vape တွေ pop တွေတောက်တာလည်းလားတူပါပဲကြောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်နံပါတ်6ချက်လေ့ကျင့်ခန်းကိုလက်လှုပ်ရှားအားနည်းခြင်းဖြစ်ပါတယ်နေ့စဉ်ကိုလက်လှုပ်ရှားအားကစားကိုအနည်းဆုံးမိနစ်30 45မိနစ်လောက်လုပ်ပေးဖို့အတွက်တိုက်တွန်းနေပါတယ်နံပါတ်9အချက်စိတ်ဖိစီးမှုတွေများခြင်းဟာလည်းကြောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်ကျွန်တော်အခုဝေမျှပေးခဲ့တဲ့အချက်9ချက်ကိုတတိပြုဆင်ခြင်ပေးပြီးတော့ကောင်းမွန်တဲ့အလေးကျင့်လေးတွေကိုတိဆောက်ပေးပြီးတော့ကောင်းမွန်တဲ့ကြောက်ကပ်လေးကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘုသူတရတယ်သိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်ကျွန်တော်ပြောပြပေးခဲ့တဲ့ကောင်းမွန်တဲ့အလေးကျင့်လေးတွေကိုတိဆောက်မယ်ဆိုလို့ရှိရင်လည်းတိဆောက်မယ်ဆိုတဲ့အကြောင်းကို comment မှာရေးပေးခဲ့ကြပါအောင်သိကျင်တာတွေမေးကျင်တာတွေရှိရင်လည်းမေးခဲ့လို့ရပါတယ်တခြားသူတွေမိတ်ဆွေတငယ်ချင်းတွေသိအောင်လည်းဝေမျှပေးခဲ့ကြပါအောင်အားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ